တကြံအတက်နှစ်မှာပဲနော်ကော့ကရိတ်ကကြီးရွာရေးတရွာကိုစစ်ကောင်စီကပုံကျဲသွားတယ်နော်ဘိုက်ကြီးတဲ့ကိုဝင်ဆောင်တူတဲ့တည်ဆုံသွားတယ်ရွာသားတော်တော်များများလည်းပဲထိခိုက်ဒဏ်ရာရတယ်စိုးရင်ရတဲ့လူတွေရှိတယ်ဒီနေ့အခါကြီးရဲ့ပေါ့နော်တကြံအခါကြီးရဲ့ထဲမှာပျော်နေပါနေကြတယ်တချို့ပြည်သူပျော်နေပါနေကြတယ်ဒါပေမဲ့တချို့ပြည်သူတွေကအနိုင်ကျင့်ခံရတယ်နော်လက်နဲ့မရှိအားကိုးစရာမရှိတဲ့ပြည်သူတွေကိုလင်းနဲ့ဘုံကျဲတယ်တက်ခတယ်နော်တပ်ဖြတ်ကြတယ်ဒီလောက်မင်းစိုးမင်းညစ်ချုပ်ချယ်နေတဲ့ခေတ်ကြီးထဲမှာခမရတို့ပျော်နေနိုင်တော့ကျွန်တော်အံ့ဩဒီနေ့ခမရတို့ပျော်နေနိုင်မှာပေါ့ခမရတို့ရဲ့အိမ်ခေါင်ဘူးကိုဘုံဒီမှမကြသေးတာဒီနေ့ခမရတို့တကြံမှာခမရတို့ပျော်နေနိုင်တဲ့လူတွေခမရတို့ရဲ့အိမ်ပေါ်ဘုံဒီကြတဲ့ဒီနေ့ကြခမရတို့ဘယ်လိုမျိုးခံစားရမလဲဆိုတော့ခမရတို့စဉ်းစားကြည့်ပေါ့ပျော်ကြပါမပျော်နဲ့တော့မပြောပါဘူးဒါပေမဲ့အချိန်ကြီးတဲ့အချိန်ခါကြည့်ပေါ့ကိုယ်နိုင်ငံမှာဒီလောက်လူမျိုးသုံးတပ်ဖြတ်ဒီလောက်အနိုင်ကျင့်စော်ကားခံရတာတိခမရတို့တွေဘာမှလည်းဝိုင်းမကူဘူးနော်ကိုယ်တိုင်ကလည်းမကူညီနိုင်ဘူးဒါပေမဲ့ကိုချင်းစားတဲ့စိတ်လေးနဲ့တော့နော်တိတ်ဆိတ်စွာနေပေးကြပါနော်အပျော်ပါလို့လည်းလောက်တော့လည်းလောက်ပါမပျော်နဲ့မပါနဲ့မပြောပါဘူးဒါပေမဲ့ငါပျော်တင်လားမပျော်တင်လားဆိုတာလူဆိုရင်လူကိုစဉ်းစားဖို့လူဆိုရင်အတိတရားရှိရမယ်နော်ကြည့်ရတာစိတ်မကောင်းဘူးများတို့မြန်မာနိုင်ငံကကမ္ဘာနှစ်ခုလို့ဖြစ်နိုင်ငံနှစ်ခုလို့ဖြစ်နေတစ်ဖက်မှာကတအားမှငူကျွေးတော့ကရောက်ပြီးတော့တစ်ဖက်မှာပျော်ရွှင်နေကြတယ်လို့ပါကြည့်ရတာမျက်လုံးထဲမှာကလောကလာတွေဖြစ်တယ်စိတ်လည်းမကောင်းကြည့်လို့လည်းမရဘူးခင်ဗျားတို့ရဲ့လူတွေမဟုတ်ဘူးလားလူတွေဆိုရင်လူတို့သိပါနော်တစ်ဖက်မှာဒီလောက်ငိုကြွေးတန်တွေဒီလောက်တော့မှအော်ဟိတ်နီးယူတန်ဒီလောက်ဒုက္ခရောက်နေတဲ့ညီကိုမျိုးခင်ဗျားတို့မြင်ရတာနဲ့ခင်ဗျားတို့ပျော်နေနိုင်တဲ့စိတ်ခင်ဗျားတို့တက်တောင်တက်တာနေနိုင်တဲ့စိတ်မတိကြည်ကျွပြုတ်ထားတဲ့စိတ်မျိုးကျွန်တော်အံ့ဩတော့မဆုံးတစ်ဖက်မှာလည်းမင်းအောင်လိုက်မအေလို့မင်းအောင်လိုက်အပြစ်မဲ့ပြည်သူတွေကိုဘာမှမခုခံနိုင်တဲ့ပြည်သူတွေကိုမင်းတို့လေချောင်းနဲ့ကွာမင်းတို့တိုက်တယ်ကွာစောက်ချက်မရှိဘူးလားမင်းတို့မင်းတို့တနတ်တက်လက်အောင်မရှိတဲ့ပြည်သူတွေကိုမင်းတို့လေရင်နဲ့မင်းတို့တိုက်ရမင်းစောက်ချက်မရှိဘူးလားတော်စောက်ချက်မရှိတဲ့မင်းအောင်လိုက်မအားလားခွေးတောင်သားတကယ်ခွေးတောင်သားတဲ့ရတယ်မင်းတို့လီရင်နဲ့ကွာမင်းတို့ဘုံကျက်တိုက်ခတ်ရအောင်မင်းတို့ပြန်ရောခုခံနိုင်တဲ့လူကဘယ်လိုရှိတော့မြန်မာပြည်မှာကွာမင်းတို့တနတ်တလဲအောင်ဆွဲကင်ပြီးတိုက်မဲ့အဖြစ်မရှိတဲ့ပြည်သူကွာမင်းကလေချောင်းနဲ့ပါမင်းကတိုက်တယ်ဆိုတော့စောက်ချက်မရှိပါရမင်းလီရင်နဲ့ကွာမင်းရတယ်ဘုံကျက်တိုက်ခတ်ရတဲ့ဆင်အောင်ပြည်သူတွေကမင်းတို့ဘာဟောလုံးနိုင်လို့လဲပြည်သူမှာဘာလက်နဲ့ရှိလို့လဲပြည်သူမှာဘာလက်နဲ့ရှိလို့မင်းတို့ကလီရင်တော့မင်းတို့ကဘုံကျက်တိုက်ခတ်စောက်ချက်မရှိတယ်မင်းအောင်လားနော်တော်စောက်ချက်တည်းတော့နော်ငါတို့ကိုအာနာမသိရင်ငါတို့ကလေရင်ဝယ်ဆိုအိုးငါတို့ရဲ့တက်မတော်ကြီးကနော်ငါတို့ကာကွယ်ဖို့သူများနိုင်ငံစစ်မကျူးကျော်အောင်ပေါ့သူများနိုင်ငံလာရောကျူးကျော်ခဲ့ရတယ်နော်ပြန်ရောချလို့ရအောင်လေရင်တွေဝယ်စုရဆိုငါတို့မှအားပေးလိုက်ရတာငါတို့မှဝမ်းတာလိုက်ရတာဘယ်ဟုတ်မလဲငါတို့ရဲ့ဘန်နာကိုလည်းဝယ်ထားတဲ့လေရင်တွေကဒီနေ့ငါတို့ရဲ့အိမ်ပေါ်ငါတို့ရဲ့ခေါင်းပေါ်ပြန်ပြီးတော့ကျဲမဲ့လေရင်တွေဖြစ်နေအဲ့ဒါမြန်ဒီအဆက်ရရတယ်ပြီးတော့လေရင်ဝယ်တဲ့ဥစ္စာကိုကန့်ကွက်ပါတယ်ကိုစောက်ရှက်တယ်မရှိဘူးကိုယ်နိုင်ငံရတဲ့ဗန်ဒါငွေနဲ့ဝယ်တဲ့လေရင်တွေလက်နဲ့တွေနဲ့ကိုယ်နိုင်ငံသားကိုပြန်တတ်တဲ့စစ်တပ်ကိုထောက်ခံတာစောက်ရှက်ဖို့မရှိတဲ့ငါတို့တွေပဲနော်ကိုယ်နိုင်ငံကရတဲ့ပတ်စံနဲ့ဝယ်ပြီးတော့မှကိုပြည်သူတို့ပြန်တတ်တဲ့တတ်မတော်တော်စောက်ချက်တွေတုံးတဲ့တတ်မတော်နော်တော်စောက်ရှက်တယ်မရှိတဲ့တတ်မတော်နော်စစ်ပညာရေးနဲ့5 6နှစ်ဘုံမူလောင်းနေမင်းတို့ဘာပညာရေးတင်တာနော်လူတပ်ဖို့ပညာတင်တာလားဒါမှမဟုတ်ကိုပြည်သူကာကွယ်ဖို့ပညာတင်တာလားတော်လည်းစောက်ချက်မရှိတဲ့ဘုံမူလောင်းနေပဲမင်းတို့နော်လူဖြစ်ပြီးလူတိမတိထမင်းစားမီးအုံနောက်မှာချီးတွေပြည့်နေတဲ့ဘုံမူလောင်းနေနော်မင်းတို့ကွာတော်စောက်ချက်လည်းမရှိပါဘူးမင်းတို့လီနဲ့သွားကျဲပြီးတော့ပြစ်ချတဲ့အိမ်တွေမင်းတို့လီနဲ့သွားပြီးတော့ပြစ်ချလိုက်တဲ့ကြောင်းကြီးမင်းတို့ပါအမြောက်ဝင်းနဲ့လမ်းထုနေလို့လားမင်းတို့ပါ RPG နဲ့လမ်းထုနေလို့မင်းတို့တော့ရဘုံနဲ့သွားကျဲရအောင်တော်စောက်ချက်မရှိတဲ့ဟာဒီမှာ၄ခွက်လောက်ခံမပြီးတဲ့ဥစ္စာအဲ့ဒါကိုဘုံကြီးနဲ့သွားကျဲတယ်စောက်ချက်လည်းမရှိဘူးမင်းတို့သွားကျဲတဲ့တော့မှကိုဝင်တောင်းနေနော်လူလောကကြီးမထွက်လာသေးတဲ့လူတွေရှိသေးတယ်သေကုန်ပြီနော်အခုအဲ့ဖက်ကြီးတဲ့သေဆုံးသွားတဲ့နေရာမှာမင်းမဖြစ်ကြည့်တာမင်းဘယ်လိုခံစားရမလဲငါလိုးမှသာ
လူဖြစ်ပြီးလူစိတ်မရှိတဲ့ကောင်ကိုယ်နိုင်ငံဘတ်ဂျက်ငွေတွေဝယ်တဲ့လေနဲ့ကိုယ်နိုင်ငံသားကိုပြန်တာတတ်မတော့မအားလာမရောက်လိုက်ကိုယ်မှတ်တာစောက်ရှက်တဲ့နည်းနည်းမှမရှိတက်မတော်တို့ချက်စောက်ချက်တွေတုံးတဲ့တတ်မတော်ဘာတတ်မတော်လဲဘာကိုကာကွယ်တာမင်းတို့တွေကနိုင်ငံကိုကာကွယ်တာမဟုတ်ဘူးမင်းတို့အပမင်းအောင်လိုက်သိစိတ်ရဲ့နော်အသက်အိုးအိမ်စည်းစိမ်တွေကိုမင်းတို့ကာကွယ်နေနော်တခင်ကအယိုးချင်းချကျွေးတဲ့ခွေးတွေနော်အဲ့ဒီလင်းပိုက်လော့တွေကမင်းအောင်လိုက်ရဲ့အယိုးချင်းတွေချကျွေးတဲ့ခွေးတတောင်းကားတွေနော်မင်းတို့ကဝစ်လေအောင်မှာမင်းတို့တနည်းကြပြည်သူရဲ့ကြိမ်လာမင်းတို့ထီအောင်မှာမင်းတို့တွေမသိမချင်းမင်းတို့ယောဂရပြီးတော့မင်းတို့သေအောင်မှာနော်အကျော်ဆွဲပြီးတော့သေအောင်မှာအာရွက်ပြီးတော့ရုပ်စုပန်းစုတဲ့မင်းတို့သေအောင်မှာနော်အဲ့လင်းပိုက်လော့တွေနော်မင်းတို့သေအောင်မှာမင်းတို့လည်းဒါပေမဲ့ယူတနတ်သိမှာမဟုတ်မင်းတို့ကပြင်စာတွေဖြစ်လင်ငန်းတွေဆွဲပြီးမင်းတို့ကသေမှာနော်အသေးဆုံးနဲ့သေမှာမင်းတို့ကအောက်ကြည့်နေမင်းတို့ပြည်သူရဲ့ကြိမ်လာထီကိုထီမှာမင်းတို့သေမှာမင်းတို့တွေ